အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့ကျိုင်းတုံမှာရှိတဲ့တောင်ပေါ်စီတီဖျားဖူးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျဒါလေးကတော့တောင်ပေါ်စီတီဖျားသွားတဲ့လမ်းရဲ့ဘေးကမြင်ကွင်းလေးပဲဖြစ်ပါတယ်ဘယ်စီတီဖျားကိုသွားကြမှာလဲဆိုတာလိုက်ကြည့်ကြရအောင်ဗျကျွန်တော်တို့ဒီနားလေးကိုရောက်တော့မိုးကနည်းနည်းရွာလာတယ်ဗျတယောက်ပြီးတယောက်မိုးကမြန်မြန်ဝှက်ကြတာပေါ့ဗျာတွားရတဲ့လမ်းကခက်ခဲလို့ဗီဒီယိုရိုက်ဖို့တောင်မိတယ်ဗျဗီဒီယိုမှာတွေ့တဲ့အတိုင်းပဲဗျကျွန်တော်အယူထဆုံးပါပဲဗျရှောက်អော်နေတာဗျလာတဲ့ချိန်ကျွန်တော်လိမ့်မလာတာကြာတော့လမ်းနေပါလေမေ့တယ်ဗျဒီနေရာရောက်လာတော့မိုးကတိတ်လို့မိုးကားတွေချွတ်ကြတာပေါ့ဗျာပြီးတော့အတူတူတွားရအောင်လို့ဗျတငယ်ချင်းတွေကိုတယောက်ပြီးတယောက်စောင့်ကြတာပေါ့ဗျာမိုးကချွတ်ပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ဆက်သွားကြတာပေါ့ဗျာဆက်သွားကြပြီဗျာဒီစီတီကိုလာမယ်ဆိုရင်ဆိုင်ကယ်ကိုတိတိကျကျလေးကျွမ်းအောင်မောင်းပြီးမှလာပါဗျာကျွန်တော်ရဲ့ကမ္ဘာလေးလည်းစိုးရင်တာပေါ့ဗျာတောင်ပေါ်မတက်နိုင်မှာဆိုလို့သိကြလားဗီဒီယိုထဲမှာတက်ရတာလည်းကူတလူလူဖြစ်နေပေမဲ့တက်တဲ့ချိန်ကတော့ကျွန်တော်ကမ္ဘာလေးရောဖြစ်ရန်ကျင်းကြတယ်ဗျာဒီနေရာရောက်လာတော့ view ကအရန်ကိုလှပါတယ်တာတောင်မှအပေါ်ဆုံးမရောက်သေးဘူးဗျအရင်တုန်းကတော့ဒီစီတီကိုလာဖူးတယ်ဗျကျွန်တော်ငယ်ငယ်တုန်းကလာတော့တီးတဲ့အတိုင်းပါပဲဗျလူကြီးတွေကဘယ်မှရှောက်မတော်ခိုင်းဘူးဗျအခုအသက်ကြီးလာကြမှာပဲရှောက်သွားတာပေါ့ဗျာဗီဒီယိုမှာတွေ့တဲ့အတိုင်းပဲဗျအဲ့ဒါကကျွန်တော်ရဲ့စိတ်ထွက်ပေါက်တစ်ခုပါဗျဒီမှာလေးဘ누구ခေါ်နေဘ누구ခေါ်နေကဲဆက်သွားရအောင်ဗျကဲအပေါ်ကိုရောက်လာပါပြီဗျာတက်ရတဲ့လမ်းခက်ခဲလို့ဗီဒီယိုရိုက်ဖို့ခဏမိနေဗျာကဲဒါလေးကတော့ကျွန်တော်ရဲ့ချစ်ရတော့ကောင်မလေးတယောက်ပါဒီနေ့ကတော့ကျွန်တော်ညီနဲ့အမပါဗျာကဲဒီနားရောက်လာတော့ဘယ်စီတီလဲဗျာတိကျလားဗျာ comment မှာရေးပေးပါအောင်ဗျာဒီစီတီလေးကတော့ကျိုင်းတုံမှာရှိတဲ့ကျုပ်ပိန်းဖတ်စီတီပဲဖြစ်ပါတယ်ဗျာဒီစီတီလေးကတော့ကျိုင်းတုံမှာအမြင့်ဆုံးလို့လည်းပြောလို့ရတယ်ဗျာဒီနေရာမှာပဲရှိတာမကလို့နောက်ထပ်ရှိပါသေးတယ်ဗျတွားလာရတဲ့လမ်းကတော့အရင်ခက်ခဲလို့ဗီဒီယိုရိုက်ရတာခဏကိုမိတယ်ဗျဒီကိုရောက်တော့ကျွန်တော်တို့ကအမောပြေတဲ့အနေနဲ့ view လေးပါလေကြည့်တာပေါ့ဗျာပြီးတော့အပေါ်ထပ်သွားတဲ့နေရာရှိသေးတယ်ဗျဒီနေရာကတော့ကျွန်တော်တို့ပဲရောက်လာတာပါဗျာတွေ့တဲ့အတိုင်းပဲဗျမြင်ကွင်းလေးကအရင်ကိုကြည်နူးဖို့ကောင်းတယ်ဗျာအပေါ်မှာနေတဲ့ချိန်လေကောင်းနေတဲ့အရန်ကောင်းလုံးပါတယ်ဗျဒီစီတီကလည်းဒီလောက်ပဲဆုံးတာလားဆိုလည်းမဟုတ်ဘူးဗျနောက်ထပ်သွားစရာနေရာရှိသေးတယ်ဗျနောက်ထပ်2နေရာ3နေရာလောက်ရှိတယ်ဗျဒီကိုရောက်လာဖို့အတွက်ဆိုရင်လည်းဗီဒီယိုတောင်ရိုက်ဖို့မိရတယ်ဗျလမ်းကအရန်ခက်ခဲလို့ပါဒီကိုရောက်လာတဲ့ချိန်ကျွန်တော်တို့4ယောက်ပဲရောက်လာပါတယ်ဗျကျန်တဲ့လူတွေကမတက်နိုင်တော့ဘူးဗျသူတို့ဆိုင်ကမခံနိုင်လို့ဗျအဲ့ဒါနဲ့အောက်ပြန်ဆင်းလိုက်ရတယ်ဗျအောက်ပြန်ဆင်းလာတော့ပိုက်ကစားလာပြီဗျဝယ်လာတဲ့မုံနဲ့ရှိတဲ့နေရာမှာပဲထိုင်စားကြတာပေါ့ဗျဒီဗီဒီယိုမှာစကားပြောဆိုမှုအမှားယွင်းရှင်ခွလို့ပါဗျတွေ့တဲ့အတိုင်းမှာပဲကျွန်တော်နဲ့ကျွန်တော်ကောင်မလေးနှစ်ယောက်တည်းထိုင်ကြတာပါဗျကျန်တဲ့လူတွေကအနောက်မှာဗျကြည့်လိုက်ကြပါဦးစားတဲ့ပုံစံလည်းအားရပါပဲဗျဟီဟီစားလိုက် view ကိုကြည့်လိုက်နေဗျအရန်ကိုအဆင်ပြေနေကြတယ်ဗျကျွန်တော်ကလည်းဗီဒီယိုရိုက်ဖို့ခဏမိနေတော့ဗျဗီဒီယိုကတလောက်ပဲရိုက်ထားပါတယ်ဗျဗီဒီယိုကိုအဆုံးသတ်တဲ့အနေနဲ့ TikTok တပုတ်တည်းရဖြစ်ပါတယ်ဗျကြည့်ကြရအောင်ဗျNothing beats a jet